လူကြားရင်းမှာမတင်တော်တဲ့အပြုံမှုနဲ့စားနောက်ခဲ့တဲ့မင်းမြတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မင်းမြတ်ကကင်မရာရှေ့မှာသာထိတ်တန့်မင်းသားတယောက်အနေနဲ့နေထိုင်တတ်တာဖြစ်ပါတယ်ဒါပေမဲ့ကင်မရာနောက်ွယ်လက်တွေ့ဘဝမှာတော့စားနောက်တက်ပြီးသူငယ်ချင်းတွေနဲ့ဆိုပြီးတောက်စားပြောပါရတာကိုအရန်ကြိုက်တူတယောက်ပါဒါကြောင့်မလို့လေရှူကျင်အားပြီးဆိုရင်မင်းမြတ်အိမ်မှာတဝဲတလန်ဖြစ်နေတတ်ကြတာပါအိမ်မလူဆုံးပြီးဆိုတာနဲ့ဟာသားတွေတောက်ရှောင်းတော့ကစားနောက်ရတာမျိုးကိုကြိုက်ပါတယ်။ဒါပြခုနောက်ပိုင်းမှာတစ်တော်အကောက်လေးဖောက်ထားပြီးဖြစ်တဲ့အတွက်တစ်တော်လေးဆော်လို့နေရပါ။ပိကေရက်ကလည်းအင်ကိုဆွေးလာလေတာကြောင့်တွန်တွန်ရင်ရင်တက်ချင်တဲ့တစ်တော်ဆော်ခဲ့ပါတယ်။တော်တော်ရင်နဲ့ဖုံဖုံဆော်ရတဲ့အချိန်မှာမင်းမြတ်ကဖုံဖုံနေရသူ့ရဲ့ငယ်ပါကိုပုတ်ပြလိုက်တဲ့အတွက်ပွဲဆူသွားတာပါမင်းသားတယောက်ကမတင်တော်တဲ့အပြုတ်မှုကိုလှုပ်လာလားဆိုပြီးမိကွန်းထုတ်လာကြတာပါမင်းမြတ်ကဆိုပါပြုတ်မှုကိုသူ့ရဲ့ဇနီးဖြစ်သူကိုလှုပ်ပြတာပါလို့ဆိုပါတယ်တင်တော်စောနေတဲ့အချိန်မှာရှေ့မှာဇနီးဖြစ်သူကရှိနေခဲ့တာပါဒါကြောင့်မို့စောနေရင်လည်းဇနီးဖြစ်သူကိုပုတ်ပြတာပါဘေးမှာဆွေရိုလည်းရှိနေရကိုဇနီးဖြစ်သူကိုပုတ်ပြကစနောက်တာဖြစ်ပါတယ်စိတ်ဆိုရင်လည်းမချင်မှတ်ထားတယ်။မင်းမြတ်ရဲ့လုံးရကြောင့်အရန်ကိုအောင်းသွားခဲ့တာပါ။မင်းမြတ်ကလူကြားထဲမှာအမျိုးသမီးကိုစားနောက်ခြင်းနဲ့စိတ်နဲ့လောက်တာပါဇနီးဖြစ်သူကိုစားရကလည်းလူနေလို့ပိတ်တတွေကဝေဖန်နေတာပါ။အခုလိုအပြုတ်မှုကမတင်တော်တဲ့အတွက်စားနောက်ခြင်းတွေဆိုရင်တော့ငကိုကြားမှာရှိတဲ့အချိန်မှသာစားနောက်တင်နေလို့မင်းမြတ်ကိုနေထိုင်တတ်အောင်ပြန်တင်ပေးနေရပါလူကြားထဲမှာလည်းအခုလိုပြုတ်မှုကအရန်ကိုရိုင်းတယ်လို့တတိပေးစရာလည်းဖြစ်သွားတယ်လို့မလို့တင်ကြောင်းထောက်ပြနေရဖြစ်ပါတယ်။မင်းမြတ်ကကင်မရာနောက်ွယ်မှာစားနောက်နေတတ်တာမို့အခုလိုပဲစားနောက်နေခဲ့ရပါ။မင်းမြတ်စားနောက်တန်ကိုဇနီးဖြစ်သူကအတော်လေးကိုခံနေရတာပါ။ဒါပြန်သားနဲ့သမင်းဆိုရင်လည်းစားနောက်ပြီးပျော်ရွှင်အောင်နေတတ်သူပါ။သားကြီးဖြစ်သူကတော့မင်းမြတ်နဲ့မတူပဲမိခင်ဖြစ်သူနဲ့တောင်ရုပ်တည်နဲ့နေတတ်သူပါ။သမင်းငယ်လေးကတော့မျက်နှာပြောင်ပြီးစားနောက်တတ်တာမို့မင်းမြတ်ကတစ်တော်ဆိုရင်သမင်းငယ်နဲ့တူတူတစ်တော်ဆော်လို့နေရပါ။သမင်းဖြစ်သူကမျက်နှာပြောင်တာကြောင့်သူနဲ့အန်ကိုက်ဖြစ်နေရပါ။ဒါပြန်သမင်းငယ်လေးကအမှုပညာလုပ်ကိုလည်းဝတ္ထနာပါပါတယ်။သမင်းငယ်လေးကြည့်လိုက်ရင်မင်းသမီးဖြစ်လောက်ဆိုပြီးခံမှန်းနေတာပါ။မင်းမြတ်ကကလေးနှစ်ယောက်ယူထားကနောက်ထပ်ကလေးလည်းထမမွေးတော့ပါဘူး။တချို့ကမင်းမြတ်တို့အိမ်တော်ကြီးကတာယာမှုမရှိဘူးလို့တရင်မာတွေလွင့်ကြပြီးလက်တွေ့ဘဝမှာတော့တယောက်နဲ့တယောက်နှွေးထွေးတဲ့အိမ်တော်ကြီးကိုဖျက်တမ်းနေကြတာပါ။ဒါပြင်ဇနီးကမင်းမြတ်ရဲ့ဖြစ်တည်မှုတွေကိုလက်ခံတဲ့အပြင်အလိုက်တိုင်းနဲ့ပေါင်းတင်နေကြတာပါ။မင်းမြတ်အပေါင်းတင်းတွေကိုလည်းဇနီးဖြစ်သူကပါရမီလိုက်ဖြည့်ပြီးပါတယ်။အခုလိုမျိုးဇနီးဖြစ်သူကိုလူကြားထဲမှာစောင့်နှောက်ကြတဲ့မင်းမြတ်ပေါ်ဗိတ္တရီရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါရှင်။အဆုံးထိကြည့်ရှုအားပေးတဲ့ပရိသတ်တို့တယောက်ရှင်စီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအသေးတွေနဲ့တူပြန်လာကြမှာဖြစ်လို့ကျွန်မတို့ page လေးကိုလည်း like and follow လုပ်ထားပေးကြပါဦးနော်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။